ရှေးစွာကဲ့သို့တော့ခွန်ကောင်းချိန်နိုင်ကိုပြင်ဆင်ပေးတဲ့ဖျားတဲ့နမတော်ပုံကြည့်ချင်းရှိပါစေကျွန်တော်ဒီမှာအနေငယ်ဆင်ခြင်ဖို့တန်ချက်တစ်ချက်ကိုကျွန်တော်ရွေးထားတယ်ဒီရကတော့ကျွန်တော်တို့ဒီဖိလိပ္ပိခန်းကြီးလေးငယ်6မှာကျွန်တော်ရှင်းချင်းငယ်6ကိုကျွန်တော်ငယ်ဖတ်ချင်တယ်အဘယ်အမှုကိုမြစိုးရင်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွသုတံပထနာပြုသောအဖြစ်တင်တို့တောင်းပန်လိုသောအရာတို့ကိုဘုရားသခင်အားကြားလျှောက်ကြလောနောက်တစ်ချက်အနေနဲ့ဆိုရင်ကိုလိုတဲ့ဩဝါဒစာအခန်းကြီးလေးငယ်နှစ်မှာသုတံပထနာပြုခြင်းအမှုကိုအမြဲပြု၍ကျေးဇူးတော်ကိုချီးမွမ်းလျက်စောင့်ရှောက်ကြလောဒီကျွန်တော်ဒီနေ့ဒီမှာလည်းပြောထားတဲ့ရာဆိုရင်ပူပန်ခြင်းဆိုပြီးကျွန်တော်တွေ့ရတယ်ဒီဆိုရင်ပူပန်ခြင်းကဆိုရင်ကျွန်တော်လူသားတွေအနေနဲ့လူရဲ့ဘဝမှာကျွန်တော်ကြုံတွေ့နေရတဲ့အရာဖြစ်တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့လူဘဝဖြစ်တည်လာတဲ့အမြတ်ကျွန်တော်စာဝန်နေရေးအစားအသောက်ကျွန်တော်တို့ဒီလူသားတွေဆိုရင်ပူပန်မှုတွေကြုံတွေ့ရတယ်။ဘာလို့ဆိုတော့လောက်ကင်တွေကျွန်တော်လုံးမလို့ဘူးဆိုရင်ကျွန်တော်ဘယ်လိုစားမှလဲဘယ်လိုတောက်မှလဲအစားငါပြည့်မှာစသဖြင့်ဒီလိုမျိုးစင်းရဲမယ်စသဖြင့်ဒီຢာတွေကျွန်တော်အများနဲ့ကြုံတွေ့နေတယ်ဒီຢာတွေကပြောမယ်ဆိုရင်တော့ဆိုရင်ပူပန်ခြင်းတစ်ခုဖြစ်တယ်ဆိုတဲ့ຢာကိုကျွန်တော်လည်းငယ်ပြောချင်တယ်ဒီຢာတွေကိုကျွန်တော်ဆိုရင်ပူပန်မှုမရှိဖို့ရန်ဖျားသခင်ကမိန့်မှာထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီနေ့ကျွန်တော်ဆင်ခြင်ဖို့ယူထားတဲ့ကြံချက်ကတော့ဒီအရာအလုံးစုံနဲ့ပူပန်ခြင်းမရှိကြနဲ့ဆိုပြီးတော့ကောင်းစဉ်အနေနဲ့ကျွန်တော်ယူထားတာဖြစ်တယ်ဒီမှာကျမ်းစာမှာကျွန်တော်ဖော်ပြထားတယ်ဒီအရာမှာကျွန်တော်ကျေးဇူးဆိုရင်ပူပန်ခြင်းမရှိဖို့ဖျားသခင်ကိုရိုနာကမိန့်မှာထားတဲ့အရာဖြစ်တယ်ကျွန်တော်ဒီနေ့အချက်တစ်ချက်အနေနဲ့ပြောမယ်ဆိုရင်ဆိုရင်ပူပန်ခြင်းကကျွန်တော်ဘာဖြစ်စေလဲကျွန်တော်ပြဿနာတွေကြုံတွေ့တဲ့အခါမှာဆိုရင်မဖြေလျှောက်နိုင်ဘူးကျွန်တော်ပို့ပြီးတော့များလာစေတယ်ဆိုရကိုကျွန်တော်တွေ့ရတယ်အဘယ်အမှုကိုမှဆိုရင်ချင်းမရှိဘဲဆိုပြီးတော့ရရ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တော့ပြောထားတယ်ကျွန်တော်ဒုက္ခပြဿနာကြုံတွေ့တဲ့အခါမှာတော့လေဒီဆိုရင်ပူပန်ခြင်းမရှိဘဲနဲ့ကျွန်တော်ခုနပြောသလိုအရာမှာကိုရောကိုကျေးဇူးတင်ဖို့လိုတယ်စိတ်ပူတဲ့အခါမှာကျွန်တော်ဒီဆိုရင်ပူပန်မှုစိတ်ပူနေတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဘာပဲလုပ်အဆင်မပြေနိုင်ဘူးကျွန်တော်ပြဿနာတွေလည်းကြုံတွေ့နိုင်တယ်တခုခုအခက်ကြုံတွေ့နေလည်းပဲဒီပြဿနာတွေကကျွန်တော်တို့ဒီပြဿနာတွေကစွန့်ပူပန်မှုကဖြစ်လာတယ်ဆိုတဲ့အရာကိုပြောချင်တယ်ကျွန်တော်စွန့်ပူပန်မှုကဘာဖြစ်တက်လဲညဘက်အိမ်မပြောချင်းပြီးတော့စိတ်လေးနေချင်းကျွန်တော်စိတ်အိမ်မပြောတာစိတ်လေးတာပြီးတော့စိတ်မတော်ညီတော်တာစသဖြင့်ကျွန်တော်ယုံကြည်မှုကြော်နေတာတွေကျွန်တော်အမျိုးမျိုးဖြစ်တတ်နိုင်တယ်အဲကြောင့်မလို့စိတ်ပူပန်မှုကကျွန်တော်တို့ရဲ့စိတ်နှလုံးကိုပဲထိခိုက်စေတယ်အဲကြောင့်ကျွန်တော်နေ့တိုင်းကျွန်တော်စိတ်ပူနေတတ်ကြတယ်ဒါပေမဲ့ဒီအရာစိတ်ပူနေခြင်းကိုကျွန်တော်ဘယ်လိုဖြေဖျောက်မလဲဆိုရင်ဒီဖျားသခင်ဆူတောင်းခြင်းအဖြစ်ကျွန်တော်ဖြေဖျောက်လို့ရတယ်ဒါပေမဲ့ဖျားသခင်ကိုယုံကြည်သူတူအနေနဲ့ဒီလိုစိတ်ပူပန်မှုကမရှိသင့်ဘူးဆိုတဲ့အရာကိုကျွန်တော်လည်းငယ်ပြောချင်တယ်ဘာလို့ဆိုတော့ဖျားတတ်သမီးဖြစ်တဲ့အတွက်ကြောင့်ဒီစိတ်ပူပန်ခြင်းဘာလို့နေတည်တယ်လဲကျွန်တော်စိတ်နှလုံးထဲမှာဖျားသခင်ကိုတကယ်ပဲကတင်ပန်ရှင်ဖြစ်လက်ခံထားပြီးပြီဆိုရင်အခုလိုမျိုးစိတ်ပူပန်ခြင်းကမလိုအပ်ဘူးဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ဆိုရင်မလိုအပ်ဘူးပေါ့ကျွန်တော်စိတ်ပူပန်ခြင်းကိုဘယ်လိုဖြေရှင်းမလဲကျွန်တော်စဉ်းစားပြောတယ်လို့ဆူတောင်းခြင်းအဖြစ်ကျွန်တော်ဆူတောင်းခြင်းအဖြစ်ဆိုတာကကျွန်တော်စိတ်ပူလာတဲ့အခါကျွန်တော်တို့ဒုက္ခကြုံတွေ့တဲ့အခါအခက်အခဲဖြစ်တဲ့အခါမှာတော်ကောင်းစသဖြင့်ကျွန်တော်အရာနဲ့ရင်ဆိုင်တစ်ခုခုနဲ့ရင်ဆိုင်တော့မယ်ဆိုရင်ဖျားသခင်တန်ကျွန်တော်ဆူတောင်းဖို့လိုတယ်ရင်မဆိုင်ထို့တူပဲကျွန်တော်တို့ဒုက္ခပြဿနာဖြစ်တဲ့အခါမှာပဲဖျားသခင်တန်စက္ကတ်ချင်းထက်ဒီဒုက္ခပြဿနာမှာဖြစ်တဲ့ချိန်ကျွန်တော်တို့အရာမှာအဆင်ပြေနေတဲ့အချိန်မှာလည်းဖျားသခင်တန်စက္ကတ်ဖို့ဖျားသခင်တန်ဆူတောင်းဖို့လိုတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ငယ်ပြောချင်တယ်ဆူတောင်းခြင်းကဘာလို့ဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့မှာရှိတဲ့ဒီအခက်အခဲပြဿနာကျွန်တော်တို့မှာရှိတဲ့ပြဿနာတွေကိုဖျားလက်ထဲမှာကျွန်တော်လွှဲပြောင်းခြင်းဖြစ်တယ်ဖျားရဲ့ရှေ့မှာကျွန်တော်တောင်းလျှောက်တဲ့အခါမှာဖျားသခင်ကအတိမတ်ပြုပြီးတော့ဒီຢာတွေကိုဖြေလျှောက်ပေးတယ်ကျွန်တော်တို့စိတ်နှလုံးထဲမှာငြိမ်သက်ခြင်းကိုဖျားသခင်ကပြန်လဲပြင်ဆင်ပေးတယ်ကျွန်တော်စိတ်ပူမှန်မှုတစ်ခုကိုဖျားသခင်တမ်းမှာကျွန်တော်တို့ပုံအပ်ရအောင်ကိုမှာရှိတဲ့မိမိကိုမှာရှိတဲ့စိတ်ပူပန်ခြင်းဘာတွေရှိလဲဆိုတဲ့အရာကိုဖျားသခင်မှာပုံအပ်ဖို့ကျွန်တော်နဲ့ငယ်ပြောချင်တယ်စိတ်ပူပန်မှုကကျွန်တော်ပြောသလိုပဲလူတွေကြုံတွေ့တဲ့အခါမှာဒီဖျားသခင်ရဲ့ရှေ့မှာကျွန်တော်ပြောတော့ဒုထောက်ပြီးတော့ဖျားနဲ့တူဆက်ကတယ်ဖျားနဲ့တူကိုမိတ်သားရဖွဲ့ခြင်းအပြင်ကျွန်တော်ကဖျားသခင်ရဲ့ထံတော်မှာကျွန်တော်ခိုလုံတဲ့အခါမှာဒီစိတ်ပူပန်မှုကပြေတော့တော်ဘာလို့ဆိုတော့ဖျားသခင်ကသူ့ရှေ့မှာသူ့ရဲ့ထံတော်မှာခိုလုံသောသူတွေကိုသူကတိမှတ်တယ်တည့်ရဲ့အတွက်ကြောင့်သူ့ရဲ့ဥပဒေရှင်တော်ဝိညာဉ်တော်အပြင်ကျွန်တော်ကိုအကွက်ကပေးတဲ့အခါမှာကျွန်တော်တို့မှာရှိတဲ့စိတ်ပူပန်မှုကဒီကွက်ကမှုအောက်မှာသွားတဲ့အချိန်မှာစိတ်ပူပန်ခြင်းမရှိတော့ဘူးဒီစိတ်အဲ့လိုမျိုးပဲဖျားသခင်အဲ့လိုမျိုးကျွန်တော်တို့စိတ်ပူပန်ခြင်းကိုဖယ်ဖြောက်ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဖျားဖို့ဘာဖို့လို့လဲဆိုတော့ကျေးဇူးတော်ချီးမွမ်းဖို့လိုတယ်ကျေးဇူးတင်ဖို့လိုတယ်ကျွန်တော်ဒီဆူတောင်းခြင်းရဲ့ပြဿနာကိုမဖြေရှင်းခင်မှာတော့ဖျားသခင်ကကျွန်တော်တို့ရဲ့အပြစ်တွေကိုဖြေလျှောက်သွားတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ဖျားတတ်သမီးများအနေဖြင့်ကျွန်တော်ဖျားသခင်တတ်သမီးတွေကိုတွေ့တတ်သမီးကိုဖျားသခင်ကဘယ်တော့မှစွန့်ပြမထားဘူးအချိန်မီ၍ဒုက္ခရတဲ့ချိန်မှာတော်တော်ကောင်းစားနေတဲ့အချိန်မှာတော်တော်ကောင်းဖျားသခင်ကကျွန်တော်တို့ကိုအမြဲတမ်းဖိတ်ခေါ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီမှာတွေ့ရတယ်
ကျွန်တော်တို့ကိုဒီလိုမျိုးဒုက္ခခက်ခဲပြဿနာဒုက္ခနဲ့ကျွန်တော်တို့ကိုကယ်တင်ပေးတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ကဖျားသခင်ကိုပြန်လည်ပြီးကျေးဇူးတင်ဖို့လိုတယ်ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်အသက်ရှင်နေထိုင်မှုအတွက်အသက်ရှူနေရတဲ့ရေလေဆက်တဲ့ဖြင့်ကျွန်တော်သုံးနေရတဲ့ရေတွေလေတွေဒီရေတွေကပြောမှဆိုရင်ဖျားပေးတဲ့လက်ဆောင်ဖြစ်တယ်ဖျားပေးတဲ့အလကားလက်ဆောင်ဖြစ်တယ်ဒီရေတွေကဒီရေအတွက်ကျွန်တော်ကျေးဇူးတင်ဖို့လိုတယ်ဒီရေတွေမရှိဘူးဆိုရင်ကျွန်တော်အသက်ရှင်နေထိုင်မှုလည်းမရတဲ့အတွက်ကြောင့်ကျွန်တော်အရာရာမှာတမန်ကျမ်းစာမှာလည်းဖော်ပြထားတယ်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တကွာလို့ပြောထားတယ်ကျွန်တော်ကျေးဇူးတော်ချီးမွမ်းဖို့လည်းလိုတဲ့အရာကိုတမန်ကျမ်းစာမှာဖော်ပြထားတဲ့အရာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ပြောတယ်လို့ပဲဒုက္ခရောက်တဲ့ချိန်မှာလည်းချီးမွမ်းတယ်လို့အဆင်ပြေတဲ့ချိန်မှာလည်းချီးမွမ်းဖို့လိုတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်တို့တဲမှာ24နာရီရှိတယ်ဒီ24နာရီမှာကျွန်တော်တို့ဗရဏာရီဖျားနဲ့အတူမိတ်တာဖွဲ့တယ်ဖျားနဲ့အတူဗရဏာရီချီးမွမ်းတယ်ဖျားနဲ့အတူဗရဏာရီစက်ကလည်းဆက်တဲ့ဖြင့်ကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်လူအနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်ယုံကြည်သူတွေတော့မှတရက်ကိုတနာရီတော့မှဖျားနဲ့အတူစက်ကကောင်းစက်ကနိုင်တဲ့သူတွေအချို့လည်းရှိကောင်းရှိနိုင်တယ်ဆိုတဲ့အရာကိုကျွန်တော်လည်းငယ်ပြောချင်တယ်ကျွန်တော်ဖျားတခင်တောင်းလျှောက်တဲ့အခါမှာကျွန်တော်ရဲ့ကိုဖျားတခင်ကကွယ်ကာပေးတယ်ကျွန်တော်တို့ကိုဒုက္ခမှာကျွန်တော်တို့ကိုဒီတရှင်တော်ဝိညာဉ်တော်အပြင်ကျွန်တော်ရဲ့စိတ်နှလုံးကိုကွယ်ကာပေးတဲ့အချိန်မှာကျွန်တော်တို့ကဆွေးပူပန်မှုတွေမရှိတော့ဘူးဒီဆွေးပူပန်မှုမရှိတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီအချက်နဲ့အရာကျွန်တော်တို့စိတ်နှလုံးထဲမှာမတည်ငြိမ်မှုတွေစသဖြင့်ကျွန်တော်ဒီຢာတွေကိုဖြစ်ပြောက်သွားမယ်ဆိုတဲ့အရာကိုတွေ့ရတယ်နောက်တစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်ဆာလန်145ခုမြောက်သောဆာလံအပိုင်းငယ်ရှစ်မှာလည်းပဲကျွန်တော်18မှာကျွန်တော်တွေ့ရတယ်။နိုင်ငံဖက်ချင်တယ်။ထာဝရဘုရားသည်ပထနာပြုတော်သူအပေါင်းတစ္ဆာနှင့်တကွပထနာပြုတော်သူအပေါင်းတို့၏အနည်းအပါး၌ရှိတော်မူ၏တဲ့။ဒီမှာထာဝရဘုရားကပထနာပြုတော်သူအပေါင်းဆိုတာထာဝရဘုရားရဲ့အရှိမကျွန်တော်ဒုထောက်ဆက်ကတဲ့သူတွေအပေါင်းကိုပြောချင်တဲ့အရာဖြစ်တယ်။အဲ့လိုပဲကျွန်တော်တို့ဘုရားသခင်ရဲ့အရှိမအစင်မပြတ်ဒုထောက်ဆူတောင်းခြင်းအဖြစ်ကျွန်တော်တို့ကိုဘုရားသခင်ကတိမှတ်တယ်သူရဲ့ဒီတစ္ဆာနဲ့တကွကျွန်တော်ပထနာပြုတဲ့သူဒီစိတ်နှလုံးအကျွတ်မဲ့ဘုရားသခင်အရှိမမျက်မှောက်မှာကိုယ်ကွယ်တဲ့သူဝတ်ပြုတဲ့သူတာလည်းဖြတ်တောင်းလျှောက်တဲ့သူတာလည်းဘုရားသခင်ကအတိမှတ်ပြုပြီးတော့သူတို့ရဲ့နိဗ္ဗာန်မှာအစင်အမြတ်ထဘုရားသခင်ကတည်ရှိနေတယ်သူတို့ရဲ့တော်တော်လို့ရှာတဲ့ခဏတစ်ခုချင်းစီထဲမှာဘုရားသခင်ကကွယ်ကဆောင်ပါတယ်သူတို့လောက်ကနေတဲ့အရာတိတိပမာလည်းဘုရားသခင်ကတူတူပါရှိတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီဆာလံ145ခုမြောက်ဆာလံမှာကျွန်တော်တွေ့ရတယ်ကျွန်တော်ဒီနေ့ညီကောင်မတို့ခွန်အားပေးခြင်းတဲ့အရာကဘာလဲဆိုရင်ကျွန်တော်ပြဿနာကြုံတွေ့တဲ့ခါမှာတော်တော်ကောင်းအကောင်းပြဿနာမကြုံတွေ့တဲ့အချိန်မှာတော်တော်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကျွန်တော်ဘုရားသခင်ရဲ့ရှေ့မှာအမြဲတမ်းစက္ကပ်ဖို့လိုတယ်ကျွန်တော်ရဲ့တက်တာကိုကျွန်တော်နေတိုင်းတက်ရှင်နေတဲ့တက်တာကိုကျွန်တော်စက္ကပ်ဖို့လိုတယ်ဒီအခက်အခဲပြဿနာကြုံတွေ့တဲ့ခါမှာစိုးရင်ပူပန်မှုရှိတဲ့ခါမှာလည်းပဲဘုရားသခင်ရဲ့ရှေ့မှာတောင်းလျှောက်ဖို့လိုတယ်ဆိုတဲ့အရာကိုကျွန်တော်လည်းငယ်ပြောချင်တယ်ယုံကြည်သူတွေရဲ့အသက်ရှင်ယုံကြည်သူတူအနေနဲ့အသက်ရှင်နေထိုင်မှုကဘယ်လိုလဲဆိုရင်သူကဖျားနဲ့သူအမြဲတမ်းနေတိုင်းတရက်ကို9မိနစ်ဖြစ်ဖြစ်10မိနစ်ဖြစ်ဖြစ်24နာရီမှာကျွန်တော်ဖျားသခင်အတွက်အချိန်နာရီလေးနည်းငယ်ပေးရအောင်ဆိုပြီးတော့ကျွန်တော်နည်းငယ်ပေးဖို့ကျွန်တော်တိုက်တွန်းချင်တယ်ဒီလိုမျိုးဖျားနဲ့သူတရက်မှာနေတိုင်းစက္ကပ်ပါဝင်ခြင်းအဖြစ်ဒီဖျားသခင်ကသူ့ရဲ့ဆိုတော့သူ့ရဲ့နိဗ္ဗာန်သူ့ကိုပထနာပြုတဲ့သူကသူ့ရဲ့နိဗ္ဗာန်မှာရှိရဲဆိုသူတို့ပဲကျွန်တော်တို့ကဖျားသခင်နဲ့သူနေတိုင်းအချိန်နဲ့ငယ်လေးအချိန်ပေးခြင်းအဖြစ်ဖျားသခင်ကကျွန်တော်နဲ့သူတနေ့တာလုံးမှာအထူးပါရှိတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဖျားသခင်ကကျွန်တော်ဘေးမှာအမြဲတမ်းကွယ်ကာဆောင်မနေတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေ့မှာခွန်အားပေးခြင်းနဲ့ညီကောင်မများကိုတိုက်တွန်းချင်ပါတယ်ကျမ်းစာတော်ရဲ့စီရင်ပေါ်မှာဖျားသခင်တာရကောင်းချီးပေးပါစေ